တီဘောမင်းလက်ထက်ဒီလွတ်လပ်ရေးဆုံးရှုံးသွားတဲ့နောက်ပိုင်းမှာမြန်မာပြည်ရဲ့လုတ်ပုံကိုင်းပုံလေးလာသုံးသပ်ပုံတွေကိုဆက်လက်ပြီးတော့အသုံးမပြုတော့ပဲနဲ့လူမျိုးခြားဖြစ်တဲ့အင်္ဂလိပ်ရဲ့အမှုကျင့်တွေအကုန်လုံးအစားထိုးရောက်ွယ်လာတဲ့အခါမြန်မာရဲ့အမှုကျင့်တွေအကုန်လုံးပျောက်ွယ်သွားတာပဲမတင်လို့ပျောက်ွယ်သွားတာဒီကနေ့စဉ်းစားကြည့်ရဲ့သူ့ရဲ့လွှမ်းမိုးမှုကဘယ်လောက်များတယ်လဲအင်္ဂလိပ်တွေရဲ့လွှမ်းမိုးတော်မှုကဘယ်လောက်များလဲလူတွေဟာမျက်နှုံဘာလုပ်နေကြမွေးနေကြတော့ Happy birthday to you ဆိုနေကြတော့မယ်နော်အဲ့ဒါကိုအမှုချင်းမဟုတ်ဘူးလို့ပြောရမှာဖြစ်တယ်နော်ကိုယ်စကားမဟုတ်ဘူး Happy birthday to you Happy New Year လို့လည်းអော်လိုက်ကြသေးတယ်ပြီးတော့နော်သို့တော်လည်းဒီအမှုချင်းဟာဘယ်ကနေစလာတော့ဆိုလွတ်လပ်ရေးဆုံးရှုံးတဲ့အချိန်ကစလာအဲ့ဒီကနေစတာအဲ့ဒါကောင်းတာလားလို့မကောင်းဘူးအင်္ဂလိပ်စာမတတ်တဲ့ဘူးလားတတ်တဲ့တယ်ဘိုလ်ချုပ်အောင်ဆန်းပြောသလိုအင်္ဂလိပ်စာဘာကြောင့်တတ်တဲ့လို့ဆိုအင်္ဂလိပ်ကဗမာလိုဆဲရင်နားမလည်ဘူးကွာအင်္ဂလိပ်လိုဆဲမှနားလည်တယ်ဒါကြောင့်မလို့အင်္ဂလိပ်ကိုဆဲဖို့ငါတို့အင်္ဂလိပ်စာသင်ရမယ်ဒါနားလည်အောင်ပြောတာအဲ့တော့ရည်ရွယ်ချက်ကဘာလို့ဆိုရင်သူတို့ဘာတွေလုပ်တယ်ဘာတွေရေးထားတယ်သူတို့အကြောင်းကိုသိအောင်အင်္ဂလိပ်လိုသင်သင့်တယ်အင်္ဂလိပ်လိုတွေမဟုတ်ဘူးတခြားဘာသာစကားတွေလည်းသင်သင့်တယ်ရည်ရွယ်ချက်ကအမျက်တနိုးထားဖို့သင်တာမဟုတ်ဘူးဒီကနေ့ခေတ်မှာမြန်မာမိသားစုတွေတောင်မှအင်္ဂလိပ်စာတတ်မှဒီလူရဝင်နေဆိုပြီးဒီကနေ့ခေတ်မှာတော့ international ကျောင်းတွေထားတယ်ဗမာစကားမပြောတတ်ခင်အမေအဖေခေါ်ရယုံလေးကလေးလေးတွေကိုမာသာဖာသာလုပ်ပလိုက်တယ်နော်ဒက်ဒီတို့မာမီတို့ဖြစ်ကုန်တယ်ကောင်းသလားဘယ်ကောင်းမလဲနော်ကိုယ်ဘာသာစကားအတိုင်းမိမိဖေဖေပဲသင်ပေးပေါ့ဘာလို့ဒက်ဒီဖြစ်ရမလဲနော်ဒက်ဒီတို့မာမီတို့ခေါ်ရင်ဟုတ်တယ်လို့ထင်နေကြဗျာအဲ့ဒါကျွန်းဖြစ်တဲ့ဘဝကရလာတဲ့အမွေအနှစ်တွေပဲပေါ့ဒါတွေကသတိထားရမယ့်အချက်တွေပေါ့နော်အင်္ဂလိပ်လိုမသင်ရဘူးမဟုတ်သင်အခုဆိုလို့ရှိရင်ဗမာကလေးတွေကဗမာစကားမတတ်တော့ပဲနဲ့အောက်ကလေးအားဆိုမျိုးတွေဖြစ်ကုန်ကိုမူရင်းဖြစ်တဲ့ဗမာစကားမတတ်တော့ဘူးအင်္ဂလိပ်လိုပြောမတတ်တဲ့ဆိုတာဒါကောင်းတဲ့အနေထားမဟုတ်ဘူးတချို့မိဘတွေကကျင့်တတ်နေတယ်ဘုန်းကြီးတို့အမေရိကမှာနေတော့ကဒီဗမာတကာကြီးတယောက်ပြောဦးတယ်သူ့သားတွေဒါတော့12နှစ်13နှစ်လောက်မှရန်ကုန်ကသူ့သားတွေကိုအမေရိကန်ကိုခေါ်ယူလိုက်တယ်ခေါ်ယူလိုက်တဲ့အခါဟိုရောက်တဲ့အခါဒီကောင်တွေကအမေရိကန်အစိတ်ဝင်သွားတဲ့အခါသူပြောလို့ဆိုလို့မရအဲ့ကြတော့မှသူညီးတယ်သူတို့ခေါ်မိတာမှားလိုက်တာဗျာလူကြတဲ့ပြောမကောင်းတဲ့စကားပြောလိုက်သေးတယ်မပြောတော့ပါဘူးနော်တွေးတာကြည့်တော့လူကြတဲ့ပြောလို့မကောင်းတဲ့စကားနဲ့ပြောလိုက်တယ်အဲ့ဒါလို့ဘဝဗမာပြည်မှာကြည့်အမေရိကရောက်နေတဲ့ဗမာမိသားစုတသိန်းရှိတယ်ဆိုရင်အဲ့ဒီတသိန်းကမွေးထားတဲ့ကလေးတွေဟာအနည်းဆုံးတသိန်းရှိမယ်အဲ့ဒီကလေးတွေကဗမာစကားတတ်တော့လားဆိုမတတ်တော့ဘူးဗမာလိုပြောလို့မရတော့ဒါကြောင့်မို့တခါကြီးတယောက်ကရှောက်ခုတယ်ရှင်ဘုရားအင်္ဂလိပ်လိုဟောပေးပါဒီကလေးတွေကဘာမှမတတ်တော့ဘူးဗမာလိုပြောလို့နားမလည်လို့ပါဆိုသူတို့မေးကြည့်လိုက်တော့မင်းတို့ဘာလို့မျိုးလို့ဆိုဗမာစကားသိလားဆိုမသိဘူးကဲအဲ့ဒါဆုံးရှုံးမှုပဲပေါ့ဗမာကအင်္ဂလိပ်လုံးလို့မှမရတာဗမာဟာဗမာပဲလေတင်းအေးပြောင်းလို့မှမရတာအင်္ဂလိပ်လိုပြောင်းရင်အင်္ဂလိပ်ကလည်းလက်မခံဘူးလူတွေကထင်းနေကြတာအင်္ဂလိပ်စာဘလောက်တော်နေအင်္ဂလိပ်ကဗမာဟာဗမာပဲလေအမေရိကမှာဆိုရင်မကြတကြဟိုမှာဘနာနာတွေလာနေပြီလို့ပြောတာအာရှသားတွေကိုဘနာနာလို့ခေါ်တယ်ဘနာနာဆိုတာငပြောသီးတွေလာနေပြီလို့ပြောတာအာရှလူတွေကိုငပြောသီးလို့ခေါ်တယ်။ဘာကြောင့်ခေါ်တဲ့ထင်တော့ငပြောသီးဆိုတာသူတို့စီမှာစားတဲ့ငပြောသီးကအခွန်ဝါတယ်။အာရှသားတွေကအတဝလူမျိုးနော်။ yellow skin ဆိုတာအတွင်းထဲကအခွန်ဝါပြီးမဲ့အတွင်းထဲကဖြူနေတယ်။အဲ့တော့သူတို့ပြောချင်တဲ့အဓိပ္ပာယ်ကဘိုးစိတ်ပေါက်နေတဲ့အခွန်ဝါတွေလို့ပြောတာ။နော်။အဖြူစိတ်ပေါက်နေတယ်။အတွင်းထဲကဖြူရောင်ဆိုတော့အဖြူစိတ်ပေါက်နေအဖြူစိတ်ပေါက်နေတဲ့လူဝါတွေလို့ပြောချင်တာပေါ့အဲ့ဒါကောင်းတဲ့ဟာမဟုတ်ဘူးချီးမွမ်းတာမဟုတ်ဘူးပနာနာလို့ပြောခံရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ပညာဆိုတာတော့သူများတဲ့တာအောင်သိ
တောင်းတယ်သို့တော့ကိုဘဝကိုတန်မိုးကိုသမိုင်းကိုရဲ့တန်မိုးကိုသိရှိနားလဲဖို့လိုတယ်ကိုရဲ့သမိုင်းတွေကိုမေးပြီးတော့ကိုရဲ့တန်မိုးကိုမသိတော့ဘူးဆိုရင်ဒါတစ်ခါရောက်တာ